အမေကိုစော်ကားလို့မိုးကြိုးပြစ်ခံထိပြီးတော့တေသွားတဲ့ကောင်မလေးတယောက်အကြောင်းပြောပြချင်ပါတယ်ဖြစ်ရမှန်လေးပါနော်ဒီဟာလေးကိုဆုံးအောင်ထိနားထောင်ပေးစေချင်ပါတယ်နော်ဒီဗီဒီယိုကိုတွေ့တဲ့လူတိုင်းလေးများများလေးချေးပေးကြပါနော်ဘာလို့လဲဆိုတော့ဒီဟာလေးကမိဘကိုစော်ကားရင်ချက်ချင်းနော်အကုသိုလ်ကံချက်ချင်းအကျိုးပေးတယ်ဆိုတာကိုပြောပြချင်တာပါနော်နေမျိုးလေးတစ်မျိုးမှာမိခင်အိုကြီးတယောက်ရှိတယ်အဲ့ဒီမိခင်အိုမှာတမီလေးတယောက်ရှိတယ်တမီလေးကအသက်20ကျော်လောက်နော်22နဲ့23နှစ်လောက်ရှိမယ်ဖြစ်ရမှန်လေးပါနော်တေချာလေးနားထောင်ပေးကြပါအဲ့ဒီအမေအိုကကြတော့မျက်လုံးကမြန်မစမ်းနဲ့နော်မျက်လုံးကနည်းနည်းမှုံနေတယ်မျက်လုံးနှစ်ဖက်လုံးကမှုံနေတယ်တိတ်မမြင်ရဘူးနော်မျက်လုံးတော့ကန်းနေတာမဟုတ်ဘူးဒါပေမဲ့တိတ်မမြင်ရဘူးနော်အဲ့ဒီချိန်မှာကောင်မလေးကနေပြီးတော့သူ့သမီးလေးကနေပြီးတော့ဈေးရောက်တာအပြန်နော်ဈေးရောက်တာကနေပြီးတော့အင်ကိုပြန်လာတယ်အဲ့ဒီချိန်မှာသူ့အမေကလေမမြန်မစမ်းနဲ့ထမင်းဟင်းတွေသူ့သမီးလေးစားဖို့အတွက်ချက်ပြုတ်နေပါတယ်ဒါမဲ့ထမင်းဟင်းတွေကမိုးတွင်းဆိုတော့ထမင်းဟင်းတွေကတေချာမကြက်သေးဘူးနော်မိုးတွေဘာတွေခိုရတယ်ဆိုတော့ထမင်းဟင်းတွေတေချာမကြက်တဲ့အခါကျတော့နော်သူ့အမေကမျက်လုံးမမြင်တဲ့အခါကျတော့ထမင်းဟင်းတွေချက်ရတာအဆင်မပြေဘူးဒါမဲ့အဲ့ဒီကောင်မလေးကအဲ့ဒီသူ့သမီးလေးကကြတော့နော်အမေကိုပိုက်စားတယ်ဆိုပြီးတော့မှသူ့အမေကိုနော်ထမင်းမကြက်ရကောင်းလားနော်စောက်လုံးကန်းနေတာကောင်းတယ်ဘာညာဆိုပြီးတော့ပြစ်နေကိုသူ့အမေကိုဆေးတယ်ပြီးတော့ဘေးနားမှာရှိတဲ့အရာလေးတွေနဲ့လည်းသူ့အမေကိုသူကပြစ်ပေါက်တယ်နော်သူ့အမေကိုစော်ကားတာကာယကံဝစီကံမနောကံကံ3ပါးစလုံးနဲ့သူ့အမေကိုစော်ကားတယ်နော်သူ့အမေကလည်းမမြန်မစမ်းနဲ့ဆိုတော့သူ့သမီးလေးပြောရကိုသူကခံနေချတယ်သူ့မိဘဆိုတာတာသမီးကိုချစ်တော့နော်တာသမီးလုံးစားလေးထိုင်စားနေရတဲ့ခါကျတော့နော်မိဘတွေကအတိခံကြရတယ်နော်အဲ့ဒါကိုသူ့သမီးလေးကသူ့အမေကိုနော်ပြစ်နေကိုဆေးတာလောကမှာပြောစရာစကလုံးတော့မရှိတော့အောင်ထိသူ့အမေကိုပြစ်နေကိုဆေးတာနော်အဲ့လိုဆေးပြီးတဲ့အခါကျတော့ဘလောက်မှမကြောက်ဘူး15မိနစ်လောက်မိုးတွင်းဆိုတော့လေမိုးတွေကလည်းရောနော်လျှက်စစ်တွေကလည်းစီးနော်အဲ့ဒီမိုးတွင်းဆိုတော့ခဏနေတော့ကောင်းလင်ပွားနေပြီးတော့အနီလုံးကြီးတစ်လုံးကနော်တဲ့တဲ့ကိုသူ့အဲ့ဒီကောင်မလေးတဲ့တဲ့ကိုအနီလုံးကြီးတစ်လုံးကဖောင်းဒိုင်းကနေနဲ့ကြားတယ်နော်ကြားတဲ့ချိန်ကျတော့အဲ့ဒီကောင်မလေးကမိုးကြိုပြက်ခံထိပြီးတော့တေသွားတယ်တေသွားတဲ့ချိန်ကျတော့ဘေးနာအိမ်ကလူတွေကသူ့အမေရဲ့အော်တန်ကိုကြားလိုက်တယ်ငါသမီးလေးကိုကြေကြပါအောင်ဆိုတဲ့အတန်ကိုပဲဘေးကအိမ်ကကြားလိုက်တယ်အဲ့ဒီချိန်ကျမှဘေးအိမ်ကလူတွေကတောကြည့်တော့နော်အဲ့ဒီကောင်မလေးရဲ့ရုပ်ကနော်အကုန်လုံးမီးတွင်ထဲမှာကြားတဲ့လူတယောက်လိုမျိုးအကုန်လုံးမေးတူးနေတာပဲနော်မီးဖုတ်ထားတဲ့ငါပြောသီးလိုမျိုးနော်မေးတူးနေတာပဲမေးတူးနေတဲ့အခါကျတော့သူကအသက်တော့မတည်သေးဘူးဒါပေမဲ့ဆေးရုံကိုခေါ်တင်ဖို့သူကဆက်ကားနဲ့တွားတယ်နော်အဲ့ဒီချိန်တုန်းကဆိုရင်ဆက်ကားပဲတုံးကြတယ်နော်ဆက်ကားနဲ့တွားတဲ့အချိန်မှာလမ်းမှာသူကအသက်မတည်သေးဘူးလမ်းမှာအသက်ရှင်နေသေးတယ်ဒါပေမဲ့နောက်ထပ်အပေါ်ကအနီလုံးကြီးတစ်လုံးကနောက်ထပ်တစ်ခါအဲ့ဒီကောင်မလေးတဲ့ကိုပြစ်ချပလိုက်တယ်နော်ပြစ်ချပလိုက်တဲ့အခါကျတော့ချက်ချင်းတည်သွားတယ်နော်မိဘကိုစော်ကားတဲ့သူကလေမသေးမချင်းနော်မသေးမချင်းကိုမိုးကြိုပြစ်တာနော်အရန်ကြောက်ဖို့ကောင်းပါတယ်မိဘကိုစော်ကားတာသူ့မိဘကိုနော်သူ့အမေအိုကြီးကိုကာယကံဝစီကံမနောကံနော်ကံ3ပါးစလုံးနဲ့ကိုမိဘကိုစော်ကားတဲ့အတွက်နော်အဲ့ဒီနေ့တော့မကူမိဘစော်ကားတာဘလောက်ကြောက်ဖို့ကောင်းလဲနော်အဲ့ဒါကြောင့်ကိုမွေးပေးခဲ့တဲ့ကိုမိဘကိုနော်ကိုမိဘက3စားရသည်ပဲဖြစ်စေ3စားမရသည်ပဲဖြစ်စေအလုံးလုံးနိုင်သည်ပဲဖြစ်စေနော်ကိုအဖေမေတွေအရွယ်အိုလာလို့ရှိရင်အလုံးမလုံးနိုင်တော့ဘူးနော်ငယ်တော့ကျွန်တော်တို့ကိုခြာကျွေးခဲ့ပြီလေနော်သူတို့တောင်းဝင်ကြည့်ပြီပေါ့သူတို့အသက်ရွယ်ကြီးလာတဲ့အချိန်မှာကိုလုံးစားထိုင်စားနေရတယ်ဆိုပြီးတော့ကိုအဖေမေတွေကိုနော်မစော်ကားတဲ့ဘူးနော်ကာယကံဝစီကံမနောကံတွေနဲ့မပြတ်မတဲ့ဘူးနော်ဒီဖြစ်ရမှန်လေးကိုကြည့်ပြီးတော့ဒီဖြစ်ရမှန်လေးကိုကျွန်တော်ကောင်းကောင်းကြီးတန်ဝါကရပါတယ်နော်မိတ်ဆွေတို့လည်းတန်ဝါကရစေချင်ပါတယ်ဒီဗီဒီယိုလေးကိုမြင်တဲ့သူတိုင်းချေးပေးကြပါနော်များလေးချေးပေးကြပါလူတိုင်းမြင်အောင်လို့နော်ဘာလို့လဲဆိုတော့ကိုမိဘကိုစော်ကားတဲ့အတူလေနော်ချက်ချင်းသေးတာအရန်ကြောက်ဖို့ကောင်းပါတယ်နိုင်ဝက်တနားရီတော့မကြပါဘူးသူ့အမေကိုဆဲပြီးတာနဲ့ချက်ချင်းကိုမိုးကြိုပြစ်တာမီးလုံးကြီးနဲ့ပြစ်တာနော်အနီရောင်ခဲကြီးနဲ့မိုးကြိုပြစ်တာအရန်ကြောက်ဖို့ကောင်းပါတယ်နော်ဒီကနေ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုမိဘကိုမစော်ကားဖို့ဒီကနေပြီးတော့နော်တိုက်တွန်းချင်ပါတယ်ကိုမိဘဘလို့ချင်နေမျိုးပါပဲချစ်ကိုမိဘကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကိုမိဘအယက်သမားပဲဖြစ်စေဘိန်းသမားပဲဖြစ်စေနော်မကောင်းတာလုပ်တဲ့သူပဲဖြစ်စေနော်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေမိဘဟာမိဘပဲ
ကိုမိဘကိုမပြစ်မှာနဲ့မစော်ကားမိပါစေနဲ့နော်ကိုမိဘကိုစော်ကားတဲ့သူကနောင်တန်တရားမကူဘူးနောင်ဘဝမကူဘူးဒီဘဝမှာတော့နော်ဒီဘဝမှာတော့ချစ်ချင်းဝက်လေပြီးတော့တေးတယ်နော်ချစ်ချင်းအကျိုးပေးတယ်ကိုမိဘစော်ကားတဲ့သူကတေကံလေးမကောင်းဘူး။အိုကံလေးမကောင်းနိုင်ဘူးနော်။ဒါလေးကိုသိစေချင်လို့မျှဝေပေးလိုက်တာပါ။ဒီဗီဒီယိုကိုမြန်နိုင်သူတိုင်းအားလုံးကိုမိဘကိုတန်ဖိုးထားတဲ့ကြပါစေ။